ဟိုတော့ကမျက်စိမမြင်တဲ့လူတယောက်ရှိတယ်မျက်စိမမြင်တာဘယ်တော့မှမမြင်တာလဲဆိုတော့ဟိုမွေးတယ်မမြင်တာမျက်စိမမြင်နဲ့သူ့မှာအာယုံတစ်ခုကောင်းတယ်နှာခေါင်းအာယုံလမ်းသွားလိုက်ရင်ဒုံမလို့ဘူးနှာခေါင်းနဲ့အနံ့ခံသွားတာဟိုကလူလာရင်ဒီဘက်ကယောက်ျားတာဟိုဘက်ကမိန်းမလာတာ तू ကအကုန်သိတယ်ယောက်ျားအနံ့မိန်းမအနံ့ကုံပြောတာအတူထိုက်နေတာတော့မှမမိုးဆက်ဘာအင်ကြီးဝတ်ထားတာအင်ကြီးကဘာရောက်အကွက်ကလေးတွေမောင်နေကျော်ဟုတ်ကဲ့အနက်ကလေးဟုတ်ကဲ့ဥဟောကအနီလေးအညိုလေးဟာဒီလိုတော့နှခေါင်းအနံ့နဲ့ပြောတာလမ်းသွားအနံ့ခံနိုင်တယ်ဒီလိုလမ်းသွားရင်ဟိုကလမ်းကြားတွေကနေဆိုင်ကယ်ထွက်လာရင်သူကောမှတိုက်ရင်တိုက်သွားအောင်မယ်ဟိုကားလာရင်ကားဘာရောက်ကားအမျိုးအစားပါသိတယ်အဲ့လောက်နှခေါင်းအနံ့ခံကောင်းတာကြည်စင်တနေ့တော့ဟုတ်ပါကွာတနေ့တော့လမ်းသွားရင်လည်းဘိုက်ဆာဆာနဲ့ဟိုတယ်ပေါ်တက်သွားဟိုတယ်ပေါ်တက်တော့ဟိုတယ်မှာထိုင်လိုက်တယ်ထိုင်တော့ဟိုတယ်ကောင်လေးကဖြန့်ပြီးတယ်ဘာဝိတာဘာစားမလဲတဲ့သူဖြန့်ပြီးတော့ဖတ်ပါတဲ့ဘာကြိုက်တာမှာယူတဲ့ငါမျက်လုံးမမြင်ရဘူးတဲ့ဟုတ်တယ်လေငါ့ကိုခရင်ကိုကြိုက်တဲ့အနံ့လေးတုတ်လာခဲ့တယ်မင်းတို့ဆက်ချက်တဲ့အနံ့လေးတဲ့ငါကြိုက်ရင်မှားမယ်တဲ့ကောင်လေးကခရင်ကိုကတုတ်လာခရင်လေးနမ်းကြည့်ဟာဒါကုန်းမောင်ကြီးကြော်တဲ့ပြီးသားဟာဒါကြက်သားနဲ့လုပ်တာဒါဘွက်သားနဲ့လုပ်တာဟာဒါတက်တော့ကြော်ဟာဒါချုပ်ကျွန်းကြော်ဟာဒါကြဖားကြော်ဟာခေါက်တော့ကြော်ညာကြော်တာအတီးတီးတွားနေတော့ကောင်းတော်မှာထိုင်နေတထေးကမျက်မောင်းကျိုးလာဟဲ့အောင်လာဆောင်နေမြပါလာမြပါမဟုတ်တယ်ဟိုလူယူတယ်ဟေးဟုတ်လားတဲ့မင်းဖယ်သားနဲ့အဲ့မင်းငါနဲ့တွေ့မယ်ဆိုခါရမိဖို့ကြောင်နဲ့ဝင်သွားတာမိဖို့ကြောင်နဲ့မှခုနကောင်တာရဲ့တထေးကမိမဒေလီတဲ့ချက်ပြုတ်နေတော့ခါတဲ့အဲ့မှာကြော်လောနေတာဒေလီတဲ့မင်းသသမီးနာထွက်သားနဲ့ဒီဘာလို့မလုပ်လဲထွက်သားမှာသသမီးနာထွက်သားပေးသားနဲ့ဆိုခရင်အစ်စ်ယူတော့ခရင်ကိုသသမီးနာပတ်သက်ပြီးတော့လောက်အောင်ချိတဲ့မျက်မြင်ရောဆိုသွားပေးတာအဲ့မှာမျက်မြင်နမ်းပြီးတော့အော်ဒေလီမင်းတော့သဘောဘူးဖြစ်နေပါဘောလားနဲ့မမီအဲ့တော့ကောင်းလား